လုပ်ငန်းခွင်တွေနဲ့ဖွဲ့စည်းတွေအတွက်စိတ်ချရတဲ့စွမ်းစနစ်တစ်ခုကဘယ်လောက်ထိအရေးပါလဲဒီနေ့မှာတော့မန္တလေးမြို့ရဲ့နာမည်ကြီးကပင် Private High School in Language Center မှာ Starnos Solar Ride ကနေစနစ်တကျတက်ဆင်ပေးခဲ့တဲ့ Solar Hybrid Energy System Project ကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Starnos Solar Ride ကနေတက်ဆင်ပေးခဲ့တဲ့ project တိုင်းမှာကျွမ်းကျင် engineer တွေနဲ့ကိုယ်တိုင် site survey ဆင်ပြီးအသေးစိတ်လေ့လာပေးတယ် site survey ဆင်ပြီးတဲ့နောက်မှာcustomer ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး local calculation ကိုတွက်ချက်ပေးတယ် customer ရွေးချယ်လို့ရအောင် system design plan တွေကိုဒေသချပြပေးတယ် customer ရွေးချယ်လိုက်တဲ့ system design plan တိုင်း process တစ်ခုချင်းစီကိုစနစ်တကျတက်ဆင်ပေးတယ်အခု Kaplan Private School ရဲ့ Language Center မှာဆိုရင်လည်းကျောင်းသားတွေစာသင်ကြားမှုကိုအာရုံစိုက်နိုင်ဖို့နဲ့သင်ကြားရေးလုပ်ငန်းစဉ်တွေမနှောင့်နှေးစေဖို့အတွက် safety system design plan တွေကို customer နဲ့တေချာညှိနှိုင်းတိုင်ပင်ပြီးစနစ်တကျတက်ဆင်ပေးထားတာဖြစ်ပါတယ်ဒီ project မှာဆိုရင်910 watt ရှိတဲ့ Tina Solar 22ချက်ကိုတက်ဆင်ပေးထားပြီး 1.12 kilowatt ပြီးရှိတဲ့ solar DC power ကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ် solar panel တွေနဲ့တွဲပြီးအသုံးပြုဖို့အတွက် 50 kilowatt hybrid hypovoltaic inverter တစ်လုံးကိုလည်းတက်ဆင်ပေးထားပါတယ်ဒီ inverter က grid type ရော off grid type ပါလုံးလုံးနိုင်လို့ LED စက်လုပ်တွေကိုအတိတ်ကျမဖြစ်စေပဲ stable ဖြစ်အောင် control လုပ်ပေးတယ်နောက်ပြီး energy storage အတွက်ကိုလည်း Innovan 51.2 volt 100A စနလုံး 61.44 kilowatt hour battery backup system ကိုတက်ဆင်ပေးထားပါတယ်ဒီ battery ရဲ့အားသာချက်ကတော့ lithium battery system ဖြစ်တဲ့အတွက် high safety lipo chemistry နဲ့ built-in BMS production system ပါဝင်ပြီး power outage ဖြစ်သွားတဲ့အချိန်မှာကျောင်းရဲ့ operation မရပ်သွားစေဖို့အတွက် seamless backup power supply ပေးနိုင်ပါတယ်အခုလိုပူပြင်းတဲ့နေရာဒီမှာတောင်တကောင်ခွဲအားရှိတဲ့ aircon အလုံး20ကျော်ကိုတပြိုင်နက်အသုံးပြုနိုင်တဲ့အပြင်မနက်9နာရီကနေညနေ6နာရီထိကျောင်းရဲ့ operation ကို solar energy နဲ့အဓိကလည်ပတ်နေတာဖြစ်ပါတယ်ကျွန်တော်တို့ Starnos Solar Ride ကနေတက်ဆင်ပေးခဲ့တဲ့ project တိုင်းမှာမီးဘေးအန္တရာယ်ကင်းရှင်းဖို့ကိုလည်းအဓိကဦးစားပေးထားပါတယ်။မီးဘေးအန္တရာယ်စိတ်ချရဖို့ကို temperature control စနစ်တွေကိုလည်းစနစ်တကျထည့်သွင်းပြီးတက်ဆင်ပေးထားသလို 24 hour monitoring support လုပ်နိုင်တဲ့ cloud server လည်းရှိတာဖြစ်တဲ့အတွက် system တစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကိုစောင့်ကြည့်စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ROI အနေနဲ့လည်း customer ရဲ့ရည်ရွယ်ချက်ထဲတစ်ခုဖြစ်တဲ့လက်စစ်အသုံးစရိတ်ကိုအထီးရောက်ဆုံးလျှော့ချပြီးတည်ငြိမ်တဲ့လက်စစ်စွမ်းအင်ကိုရရှိဖို့ဆိုတဲ့ရည်ရွယ်ချက်အတိုင်းအချင်းမြင့် hybrid hypovoltaic system ကိုတက်ဆင်အသုံးပြုထားတာဖြစ်တဲ့အတွက်နေ့ကင်းပိုင်းမှာ solar energy ကိုတိုက်ရိုက်အသုံးပြုပြီး ocean နဲ့စွမ်းအင်တွေကို battery ထဲမှာတိုးလောင်ပြီးလိုအပ်တဲ့အချိန်မှာဒီလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် grid electricity အသုံးပြုမှုကိုတိတိတသာလျှော့ချပေးနိုင်ပြီးလုပ်ငန်းလည်ပတ်မှုအသုံးစရိတ်ကိုအများကြီးသက်သာစေတာဖြစ်ပါတယ်။ဒါအပြင်စာသင်ခန်းတွေကွန်ပျူတာအသုံးပြုနိုင်ဖို့နဲ့ office equipment တွေအသုံးပြုနိုင်ဖို့အတွက်ပုံမှန်တည်ငြိမ်တဲ့ power supply ရရှိပြီးသင်ကြားရေးလုပ်ငန်းစဉ်တွေနှောင့်နှေးမသွားအောင်လည်းအာမခံချက်ပေးနိုင်ပါတယ်။ system performance နဲ့ energy saving ကိုအခြေခံတွက်ကြည့်မယ်ဆိုရင်ဒီရင်းနှီးမြှုပ်နှံမှုဟာအချိန်တိုအတွင်းမှာ ROI ပြန်လည်ရရှိမှာဖြစ်ပြီးအနာဂတ်မှာလည်း green energy ကိုအသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။ယုံကြည်စိတ်ချရတဲ့စွမ်းအင်စနစ်တစ်ခုကသင်လုပ်ငန်းရဲ့အဓိကအောင်မြင်မှု project တစ်ခုပါ။ဒါကြောင့်မို့လို့လိုအပ်တဲ့ energy solution တွေအတွက် Starnos Solar Ride ကိုသာသတိရလိုက်ပါ